IGCSE GED နဲ့ Grade 12အောင်မြင်ထားပြီးနိုင်ငံတကာအဆင့်မီပညာရေးကိုရှောက်လန်းလို့တော့ကျောင်းသားကျောင်းသူများအတွက်အခြေခံကောက်ကောက်ဖြင့်နိုင်ငံတကာတက္ကသိုလ်များတွင်အခက်အခဲမရှိတက်ရောက်နိုင်ရန် British United College မှာ International Foundation Program ကိုဖွင့်လှစ်တင်ကြားပေးနေပါတယ်ရှင်။ BUC ရဲ့ International Foundation Program ဟာဆိုရင်နိုင်ငံတကာတက္ကသိုလ်တွေမှာတက်ရောက်လိုတဲ့ကျောင်းသားကျောင်းသူများရွေးချယ်တက်ရောက်ကြတဲ့ program များတွေမှာတစ်ခုဖြစ်ပါတယ်ရှင်။ International Foundation Program နဲ့ကျောင်းသားကျောင်းသူများအတွက်နိုင်ငံခြားတက္ကသိုလ်များတက်ရောက်ရာတွင်မဖြစ်မနေလိုအပ်တဲ့ Academic English ဖြင့် International Business, IT Skill Application, Mathematics and Statistics, Applied Science စတဲ့ဘာသာရပ်များကိုသင်ကြားပို့ချပေးပါရှင်။တက္ကသိုလ်တက်ရောက်ကြမယ့်ကျောင်းသားများလိုအပ်တဲ့ skill များဖြစ်တဲ့ presentation, report writing, assignment, research အစရှိတဲ့ skill များကိုအတွေ့အကြုံရှိ local and native lecturer များဖြင့်စနစ်တကျသင်ကြားပို့ချပေးတဲ့အတန်းဖြစ်ပါတယ်ရှင်။ International Foundation Program အောင်မြင်ပြီးသွားတဲ့ကျောင်းသားကျောင်းသူတွေဟာပြည်တွင်းပြည်ပတက္ကသိုလ်များဆက်လက်တက်ရောက်နိုင်ရန်အတွက်ဘာသာရပ်ပေါင်း200ကျော်ကိုရွေးချယ်နိုင်ပြီး UK, Singapore, US စတဲ့တက္ကသိုလ်များမှာ Foundation ရည်ရကင်းလို့ပထမနှစ်မှာစတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင်။ BUC မှာလည်း UK Top 33 Essential ရဲ့ University of Sunderland မှာတိုက်ရိုက်ပေးရတဲ့ Business and Computer Science ဘွဲ့များကိုလည်းတက်ရောက်ရနိုင်ပါတယ်ရှင်။ IGCSE GED Grade အောင်မြင်ပြီးနိုင်ငံခြားတက္ကသိုလ်များတွင်တက်ရောက်လိုတဲ့ကျောင်းသားကျောင်းသူများကိုအခြေခံကောင်းများလေ့ကျင့်သင်ကြားပေးနေတဲ့ BUC ရဲ့ International Foundation Program ကိုတက်ရောက်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ Your journey to global education starts here.